ဒီညကျွန်တော်ဆွေးနွေးပြမဲ့เนาะဟိုအင်္ဂလိပ်စာရင်းနှီးပြောလီပုံစံတစ်ခုကတော့เนาะ one object two plus but one เนาะအရင်နေ့ကကျွန်တော်ဆွေးနွေးခဲ့တာကเนาะone two plus but one ကိုကျွန်တော်အရင်ဒီနေ့ကဆွေးနွေးခဲ့ပါတယ်เนาะone two ဒီ anti one နဲ့two နဲ့ရဲ့နောက်မှာ but one ရေးတယ်ဆိုရင်one two plus but one ဆိုရင်เนาะတစ်ခုခုကိုလုပ်ချင်တဲ့အခါမှာရေးတာဖြစ်ပါတယ်ဥပမာပေါ့one two เนาะအရင်နေ့ကကျွန်တော်ပြောခဲ့ပါတယ်one two go ဆိုရင်เนาะတွားခြင်းဒီအခုကကြတော့ဒီ one object to plus but one ဆိုတာကကိုယ့်ဘာကိုဖြစ်ချင်တာမဟုတ်ဘူးသူတစ်ပါးကိုဖြစ်ချင်တဲ့အချိန်မှာဖြစ်စေချင်တဲ့အခါမှာone နဲ့2ကြားထဲမှာဖြစ်စေချင်တဲ့လူကိုเนาะထည့်ရေးပေးရပါတယ်เนาะအဓိပ္ပာယ်ကတော့ one object to plus but one ဆိုရင်เนาะစေချင်ဒီလို့အဓိပ္ပာယ်ရပါတယ်စေချင်ဒီเนาะဥပမာစာကြောင်းတစ်ခုကျွန်တော်ရေးပြပါမယ်ဒီစာကြောင်းလေးကဘာလဲဆိုတော့ငါသူ့ကိုเนาะဆရာဝန်တယောက်ဖြစ်စေချင်တယ်เนาะငါဆိုရင်လူကဖြစ်ချင်တာမဟုတ်ဘူးငါကသူ့ကိုဆရာဝန်တယောက်ဖြစ်စေချင်တယ်เนาะဒီစာကြောင်းမှာဖြစ်စေချင်တဲ့လူကသူ့ကိုဖြစ်တယ်ဥပမာငါကဆိုတော့เนาะ I လို့စာရေးရပါပဲငါကเนาะဖြစ်စေချင်တယ်ဆိုရင် WND1 เนาะ2เนาะဖြစ်တယ်ဆိုတာက BB เนาะအဲ့တော့အခုကငါကသူ့ကိုဖြစ်စေချင်တယ်ဖြစ်တဲ့ကြောင့်1နဲ့2နဲ့ကြားထဲမှာเนาะသူ့ကိုဖြစ်တဲ့ကြောင့် HIM him ကိုထည့်ပေးရပါမယ်သူ့ကိုเนาะ HIM him အဲ့တော့အဓိပ္ပာယ်ကဘာဖြစ်သွားလဲဆိုတော့ငါကသူ့ကိုဖြစ်စေချင်တယ်လို့အဓိပ္ပာယ်ရပါတယ်เนาะငါကသူ့ကိုဖြစ်စေချင်တယ်เนาะဆရာဝန်တယောက်လို့ဖြစ်တဲ့ကြောင့် A D O C T O R ဒေါက်တာငါကเนาะသူ့ကိုဆရာဝန်တယောက်ဖြစ်စေချင်တယ်ဖြစ်ပါတယ်ဒီမှာဒီ pattern တိုင်းမှာပဲ1နဲ့2ကြားထဲမှာကိုဖြစ်စေချင်တဲ့လူကိုထည့်လိုက်ရင်ဒါဆိုရင်เนาะဖြစ်စေချင်တယ်လို့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ I want him to be a doctor ငါသူ့ကိုဆရာဝန်တယောက်ဖြစ်စေချင်တယ်လို့ဖြစ်ပါတယ်เนาะနောက်စာကြောင်းဥပမာတစ်ခုကြည့်ပါမယ်เนาะနောက်စာကြောင်းငါမိဘတွေကเนาะငါကိုเนาะအလုပ်ကောင်းကောင်းတစ်ခုရစေချင်တယ်เนาะငါမိဘတွေကငါ့ကိုအလုပ်ကောင်းကောင်းတစ်ခုရစေခြင်းခဲ့တယ်เนาะရစေခြင်းခဲ့တယ်ဆိုတော့အတိတ်စာကြောင်းဖြစ်ပါတယ်เนาะငါမိဘတွေကဆိုတော့ my P A R E N T เนาะ my parents เนาะငါမိဘတွေကเนาะဖြစ်စေခြင်းတယ်ဆိုတော့1နဲ့2ကိုရေးမယ်1 2အခုကဖြစ်စေခြင်းတာဘယ်သူဖြစ်စေခြင်းတာလဲဆိုတော့ငါ့ကိုဖြစ်စေခြင်းတာဖြစ်တယ်အဲ့တော့ဖြစ်စေခြင်းတဲ့လူကိုဖြစ်စေခြင်းတဲ့လူကို1နဲ့2နဲ့ကြားထဲမှာထည့်ရမှာဖြစ်ပါတယ်အဲ့တော့ငါမိဘတွေကငါ့ကိုဖြစ်စေခြင်းတယ်ဆိုတော့เนาะဒီနေရာမှာငါ့ကိုဆိုတော့ ME ထည့်ရမှာဖြစ်ပါတယ်အဲ့တော့ငါမိဘတွေကငါ့ကိုဖြစ်စေခြင်းတယ်ဘာဖြစ်စေခြင်းတာလဲဆိုတော့အလုပ်ကောင်းတစ်ခုရစေခြင်းတယ်ရတယ်ဆိုတော့ GED card ပေါ့เนาะအဲ့တော့ဒီလောက်ထိကိုဘာသာပြန်ကြည့်မယ်ဆိုရင်ငါမိဘတွေကငါ့ကိုရစေခြင်းတယ်เนาะဘာရစေခြင်းလဲဆိုတော့အလုပ်ကောင်းတစ်ခုရစေခြင်းတယ်ဆိုတော့ GOOD good JOB job เนาะဒီနေရာမှာတခုကြံခဲ့တာကရလုပ်ကောင်းတစ်ခုရစေခြင်းခဲ့တယ်ဖြစ်တဲ့ကြောင့်เนาะ WND1 ကိုအတိတ်ဘတ်တူးနဲ့ရေးရမှာဖြစ်ပါတယ်အဲ့တော့ WANTED want it เนาะအဲ့တော့ငါမိဘတွေကငါ့ကိုအလုပ်ကောင်းတစ်ခုရစေခြင်းခဲ့တယ်เนาะကဲနောက်ဆက်ကြောင်းလေးဥပမာတစ်ခုကြည့်ပါမယ်သူမကသူ့ကိုကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်စေခြင်းတယ်เนาะကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်စေခြင်းတယ်သူမကသူ့ကိုဒါဆိုရင်သူမကဖြစ်စေခြင်းတာဖြစ်တဲ့အတွက်ကြောင့် she ကိုစရေးရပါမယ် she เนาะ WND1 ထုံးစံလိုက်ရေးပါမယ် WND1 ဒီနေရာမှာ she က subject အနေနဲ့ဖြစ်တဲ့ကြောင့် WND1 နောက်မှာ s လေးထည့်ပေးရမှာဖြစ်ပါတယ်သူမကသူ့ကိုဖြစ်တဲ့ကြောင့် HIM him ကို1နဲ့2နဲ့ကြားထဲမှာထည့်ပေးရမှာဖြစ်တယ်အဲ့တော့သူမကသူ့ကိုဖြစ်စေခြင်းတယ်ဒီမှာကဘာဖြစ်စေခြင်းလဲဆိုတော့စတင်စေခြင်းတယ်ဆိုတော့ ART start เนาะ start ဆိုရင်စတင်တယ်ပေါ့เนาะသူမကသူ့ကိုစတင်စေခြင်းတယ်ဖြစ်သွားပါတယ်သူမကသူ့ကိုစတင်စေခြင်းတယ်သူ့ကိုယ်ပိုင်လုပ်ငန်းเนาะသူဤကိုယ်ပိုင်လုပ်ငန်းဆိုတော့ his ကိုယ်ပိုင်ဆိုတော့ own လုပ်ငန်းက BUSINESS business เนาะ
အဲ့တော့အဓိပ္ပာယ်ဘာပြောရမလဲသူမကသူ့ကိုသူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်စေခြင်းနဲ့နောက်စာကြောင်းတစ်ခုကြည့်ပါမယ်ဆရာကသူတို့ကိုစာကြိုးစားစေခြင်းနဲ့နော်ဆရာကသူတို့ကိုစာကြိုးစားစေခြင်းနဲ့အဲ့တော့ဆရာဆိုတော့တတိချဆရာကနော်စာကြိုးစားစေခြင်းနဲ့1ဒါဆိုရင်1နဲ့2ကြားထဲမှာဘယ်သူကိုကြိုးစားစေခြင်းလဲဆိုတော့သူတို့ကိုကြိုးစားစေခြင်းတာဖြစ်တဲ့ကြောင့်1နဲ့2တဲ့ကြားထဲမှာသူတို့ကိုဆိုတော့ THEM then ကိုထည့်ပေးရမှာဖြစ်တယ် I the teacher 1 then 2နော်ဆရာက the teacher ဆရာက1 then 2သူတို့ကိုဖြစ်စေခြင်းနဲ့ဘာဖြစ်စေခြင်းလဲဆိုတော့စာကြိုးစားစေခြင်းနဲ့ဆိုတော့ study hard အဲ့တော့ဘာဖြစ်သွားဆိုတော့ဆရာက subject အနေဖြစ်တဲ့ကြောင့်ဒီမှာ1မှာ s လေးထည့်ပေးရဖြစ်တယ်ဆရာကသူတို့ကိုစာကြိုးစားစေခြင်းနဲ့နော်နောက်တစ်ခုကနောက်စာကြောင်းတစ်ခုကငါမိသားစုကငါ့ကိုကားတစ်စီးဝယ်စေခြင်းနဲ့ဒါဆိုရင်နော်ဖြစ်စေခြင်းတဲ့လူကငါမိသားစုဖြစ်တဲ့တော့ငါမိသားစုရေးမယ်ငါမိသားစုဆိုရင် my မိသားစုဆိုတော့ family my family ငါမိသားစုဆို subject ကအနေဖြစ်တဲ့ကြောင့် WANT1 မှာ S လေးထည့်ပေးရမှာဖြစ်ပါတယ်once ငါမိသားစုက2ဘယ်သူကိုဖြစ်စေချင်တာလဲဆိုတော့ငါ့ကိုဖြစ်စေချင်တာဖြစ်တဲ့ကြောင့်1နဲ့2နဲ့ကြားထဲမှာငါ့ကိုဆိုတော့ MME ထည့်ပေးရမှာဖြစ်တယ်နော်ငါမိသားစုကငါ့ကိုနော်ဖြစ်စေချင်တယ်ဘာဖြစ်စေချင်တာလဲဆိုတော့ဝယ်စေချင်တယ်ဆိုတော့နော် BUY buy နဲ့ရေးရမှာဖြစ်ပါတယ်အဲ့တော့ငါမိသားစုကငါ့ကိုဝယ်စေချင်တယ်နော်ဘာဝယ်စေချင်တာဆိုတော့ကားတစ်စီးဝယ်စေချင်တာဆိုတော့ကားတစ်စီးဆိုတော့ CAR car နော်အဲ့တော့ my family wants me to buy a car ငါမိသားစုကငါ့ကိုကားတစ်စီးဝယ်စေချင်တယ်လို့ဖြစ်သွားပါတယ်နော်ဒါဆိုရင်ကိုကပဲဖြစ်ဖြစ်အခြားသူတယောက်ပဲဖြစ်ဖြစ်နော်အချုပ်ပြန်ပြောရမှာဆိုရင်ကိုကဖြစ်ဖြစ်အခြားသူတယောက်ဖြစ်ဖြစ်တစုံတယောက်ကိုဖြစ်စေခြင်းနဲ့ဆိုရင်ကိုဖြစ်စေခြင်းတဲ့လူကို1နဲ့2နဲ့ကြားထဲမှာထည့်ပြီးတော့မှရေးရပါဖြစ်ပါတယ်ဒီလိုစာကြောင်းမျိုးတွေเนาะကိုပါကိုအများကြီးဒါဖန်တီးပြီးတော့ရေးလို့ရပါတယ်စဉ်းစားနိုင်တော့ပေါ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်